အားလုံးမင်္ဂလာပါခင်ဗျာယခုတင်ပြမယ့်အကြောင်းအရာကတော့ပြူခေအုတ်ချက်ဘောကကလေးချေရနဲ့ပြူခေအုတ်ချက်တွေအကြောင်းပဲဖြစ်ပါတယ်ပြူအုတ်ချက်တစ်ခုမှထင်ကြံရစ်ခဲ့တဲ့ချေရကလေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါးကချစ်စပွဲတီတီတတကလေးတယောက်နင်းသွားခဲ့တာပဲဖြစ်ပါတယ်ခြေဘွားလေးကဖူးပြေမိုးမောက်နေလို့ကြမ်းကြမ်းမာမာနဲ့လွတ်လပ်ပေါ်ပါစော်ကစားရင်းနင်းမိတယ်ထင်ပါတယ်ဒီလိုခြေဘွားလေးကိုပြုခေအသုံးပြုခဲ့ကြတဲ့အုတ်ချက်တွေမှာကလေးခြေရတွေမကပဲလူကြီးခြေရလူလက်ပိုင်းခြေရဒါပြင်တိရစ္ဆာန်ခြေရတွေဖြစ်တဲ့ခွေးခြေရနွားခြေရစသဖြင့်တွေ့ရှိကြရပါတယ်ပြုခေကအုပ်လုပ်တဲ့အခါမိမဖုတ်ခင်နေလန်းကြပုံရပါတယ်အဲ့ဒီအခါဒါမျိုးအရာလေးတွေကအမှုမဲ့အမှန်မဲ့ပါလာတတ်ကြပါတယ်နေလန်းနေတဲ့ရှွန်းအုပ်တွေပေါ်ကိုပြေးလွှားရင်စော်ကစားရင်အလုပ်လုပ်ရင်နေမိကြပုံပါပဲဒါရွယ်ချက်ရှိလုပ်ခဲ့ကြလိမ့်မယ်လို့တော့ယူဆလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အုတ်တွေပေါ်ထင်ရှားရစ်ကြတဲ့အရာများဟာရုတ်တရက်နင်းသွားခဲ့ပုံရပါတယ်။တစ်ခုနဲ့တစ်ခုပုံစံတွေကလည်းမတူကြသလိုအုတ်ခဲတစ်လုံးရဲ့မျက်နှာပြင်မှာအနေအထားတွေကလည်းမတူကြပါဘူး။ပြူခေအုတ်တွေမှာရွယ်ချက်ရှိနဲ့စာလုံးတွေနဲ့လေရေးစင်းတွေရိုက်နှိပ်ခဲ့ကြတာတွေကတော့များစွာတွေ့ရှိရပါတယ်။ဘာမှမပါပဲပြုလုပ်ထားတဲ့အုတ်တွေလည်းတွေ့ရပါတယ်။များသောအားဖြင့်ပြူအုပ်အရွယ်စားများဟာလျား18လက်မှအနံ9လက်မှဒူ3လက်မှ18 93အရွယ်အစားအုတ်တွေဖြစ်ကြောင်းတွေ့ရပါတယ်။ဒီတိုင်းတာတွေဟာတကယ်တော့အုတ်ဖို့အုတ်ပုံစံယူတဲ့လူရဲ့ body measurement တွေဆိုလည်းမမှားပါဘူး။အုတ်ကိုဖြတ်တောက်ရတဲ့လူရဲ့တတောင်ဟာ18လက်မှရှိပြီးတတော်ဟာ9လက်မှရှိပါတယ်။ဒူကတော့အဲ့ဒီလူရဲ့လက်လေးလုံးဟာ3လက်မှရှိပါတယ်။မယုံရင်ကိုယ့်လက်ကိုပြန်ပြီးတိုင်းကြည့်ရင်သိနိုင်ပါတယ်လူကောင်ညှက်တာနဲ့ထွားတာနဲ့ရှည်တာနဲ့တူတာနဲ့အနှဲငယ်စီပဲကွာကြောင်တွေ့ရပါလိမ့်မယ်ယခုအခါပေရိုးတွေနဲ့တိုင်းညထွားကြလို့တဘာဝတိုင်းတာခဲမှုနဲ့ဝေးကွာခဲရခြင်းဖြစ်တယ်လို့ယူဆမိပါတယ်ပြူရရမြေကိုမိဖုတ်တဲ့အတက်မှာအင်မတန်မှကျွမ်းကျင်လိမ့်မာတာကိုတွေ့ရပါတယ်အုတ်တွေကိုမိဖုတ်တဲ့အခါမိအကျက်ညီလာပါတယ်ဒီလိုမိအကျက်ညီအောင်လဲရှွန့်နေစဉ်ကလေးကစပကုံတွေထည့်သွင်းပြီးရောနှောပြီးနေလေးရှိပါတယ်။ဒါကြောင့်မီးဖုတ်တဲ့အခါထူထဲလာတဲ့အုတ်ရဲ့အတွင်းသားတွေအတွင်းကစပကုံမီးလောင်စေခြင်းဖြင့်မီးအကျက်ညီတဲ့အုတ်တွေကိုရရှိပါတယ်။ဒီထက်ပညာသားပါလာတဲ့အပူချိန်ထိန်သိင်ခြင်းတက်ပညာလည်းရှိခဲ့ပုံရပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပြူခေအုတ်တွေထက်များစွာကြီးမားတဲ့မြေမီးဖုတ်ရုပ်ကြွများစွာကိုလည်းမီးအကျက်ညီအောင်ဖုတ်နိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်ပြူခေအုတ်တွေမှာပြူစာနဲ့ပြူကနန်းစလုံးတွေကိုပုံစံကွက်နဲ့ဖိပြီးတည်သက်စွာရိုက်နှိပ်ခဲ့ကြောင်းလည်းတွေ့ရပါတယ်။များသောအားဖြင့်ပြူအခရာကနန်းစလုံးတွေကိုနန်းတော်ရာမျိုးရိုးလိုစီတဲ့နေရာတွေမှာမျိုးစီတဲ့အုတ်ရိုးနေရာတွေမှာအတွေ့အများပြီးအခြားပြူအခရာများကိုတော့ဘာသာရေးအဆောက်အအုံဆောက်လုပ်တဲ့အုတ်ရိုးတွေမှာတွေ့ရများပါတယ်။ပြူခေအုတ်တွေမှာလေရေးစင်းပါနဲ့ပတ်သက်လို့အယူအဆအမျိုးမျိုးရှိကြတဲ့နေရာမှာနောက်ပိုင်းတွေ့ရှိလာတာကတော့လေရေးစင်းပါတဲ့အုတ်တွေကိုအုတ်ရိုးတွေစီတဲ့အခါမြေတရွတ်ချော်မထွက်သွားအောင်အုတ်ရိုးရဲ့အစွန်ဘက်တွေနဲ့အလဲဘဟိုလိုနေရာတွေမှာမြေတရွတ်မအိတ်ခင်အုတ်တွေရေရွှားသွားမှဆိုတဲ့အတွက်ဆောက်လုပ်တဲ့အုတ်စီးအုံတွေတစ်ခုအနေနဲ့အသုံးပြုခဲ့ကြတယ်လို့ယူဆနိုင်ပါတယ်ဒီအဆိုကိုခိုင်မာဖို့ကောက်ချက်ဆွဲရမှာပြုခေတ်ကဖြောဆက်ခဲ့ကြတဲ့အင်္ဂလိပ်စံဒီဟာတဘာဝပစ္စည်းများကိုအခြေခံကြလို့၆သွေးဖို့ရအင်မတန်မှအခြေယူရပါတယ်။အဲ့ဒီအတော်တွင်အုတ်စီအုံနေချော်မထွက်သွားအောင်လဲဆွဲမြဲနေအောင်အုတ်ခဲတွေမှာပုံစံမျိုးစုံနဲ့လေရေးစင်းများရေးချစ်ခဲ့ရတာလို့ဆိုလိုပါတယ်။ဒီလိုပုံစံမျိုးကိုပကံဖျားတွေရဲ့နေရံမှာအင်္ဂလိပ်ပြကွာကြတဲ့အခါအုတ်တွေရဲ့နေရံမျက်နှာပြင်မှာအစင်းကြောင်များရေးချစ်ထားတဲ့သဘောတရားချင်းဆင်တူပါတယ်။ဒါ့ပြင်ဒီခေတ်တရာရဲ့နမ်းမျိုးရိုးအတွင်ဘက်တနေရာမှာတလက်မအထူတော့ရှိတဲ့ပြုခေတ်ကအသုံးပြုခဲ့တဲ့အင်္ဂလိပ်ကိုကတ်လျက်မူလအတိုင်းတွေ့ရှိရပါတယ်အချို့ကွာကြနေတဲ့လမ်းရန်မျက်နှာပြင်မှာတော့အင်္ဂလိပ်မြဲအောင်အုတ်နေရာမှာ4000ခွက်များစွာရေးချစ်ထားတာကိုတွေ့ရှိရပါတယ်ဒါကြောင့်ပြုခေတ်အုတ်တွေမှာလေရေးစင်းကိုဘာကြောင့်ထည့်သွင်းခဲ့တယ်ဆိုတဲ့အဖြေကိုဒီယူဆနဲ့သုံးသပ်နိုင်ပါတယ်ပြုခေတ်အုတ်တွေကနောက်ပိုင်းမှာအရွယ်အစားသေးလာကြတာကိုတွေ့ရှိရပါတယ်အရှိဘက်နမ်းမြို့ရိုးပြိုကျခဲ့စဉ်တုန်းကနမ်းမြို့ရိုးကိုအသုံးပြုထားတဲ့အုတ်အရွယ်စားတွေဟာ
လူဝဲစား9မျိုးလောက်တောင်ရှိကြောင်းတွေ့ရပါတယ်ပြူတွေဟာအုပ်ထုတ်တဲ့အတတ်ပညာမှာဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ကြပုံရပါတယ်လက်လုံးပုံရိုက်တဲ့စနစ်ကနေမိုးနဲ့ပုံဖော်တဲ့စနစ်ဒီနောက်ဘီသူကအုပ်တွေကိုပါမိုးလှုပ်လို့လိုအပ်တဲ့သာသနိကအဆောက်အုံတွေမှာလိုသလိုထုတ်လုပ်ပေးနိုင်တဲ့ကြောင်းကိုလည်းထူးဖော်သူတေသနာတွေ့ရှိချက်တွေအရသိရှိခဲ့ရပါကြောင်းတင်ပြရင်ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ